ချို့စိတ်စိတ်လေးတွေဇောကတော်တော်စိတ်တက္ကနာတွေမှာဆိုရင်စိတ်တက္ကနာတစ်ခုတစ်ခုမှာစိတ်စိတ်လေး34လုံးအထိရှိတတ်ပါတယ်။အဲ့တော့အဲ့ဒီစိတ်စိတ်လေးတွေကိုဤကဘဒ္ဒဤကဝေဒနာဤကပညာဤကစေနာဤကဝိညာဉ်စသည်ဖြင့်ဝိကစိတ်ဖြစ်လာပြီးပြီးပါမှဘုရားဟောတဲ့တရားကိုသိဖြစ်တယ်။အဲ့တော့ဒီတရားဟောတဲ့တရားကိုမသိခဲ့ရင်ဘုရားကပြောခဲ့တယ်ဒုက္ခသစ္စာကိုသိနေတဲ့သမာဓိဉာဏ်ဤမိမိတို့ရဲ့တဏ္ဍာမှာဖြစ်နေပါမှာဖြစ်တယ်။ဒါပေမဲ့မျက်မှောက်ခေကပယ်ချက်ထားတဲ့စနစ်လေးကတော့ဘယ်လိုလဲဆိုတော့မျက်စိတမိတရားတွေရဲ့ဒီမှာဂရိတိမကပြည့်ပြည့်ပြည့်နေတဲ့ဒီတရားတွေကိုဘယ်လိုရှုမလဲဆိုပြီးတော့တရားဟောတဲ့တရားကိုဂရိတိနဲ့ကြိုင်ပေါက်ပြီးတော့ဘေးပယ်ထားလိုက်။ဘေးပယ်ထားလိုက်တော့တရားဟောတဲ့တရားကိုရှုဖို့ရှုတတ်တယ်ရှုကြနော်မရှိကြတော့မရှိမရင်ဒီမှာညမှာမရဘူးဒီဘက်ကိုဘုရားပြောချင်တာနော်ဘုန်းကြီးတို့ဒီသံယုတ်ပါဠိတော်မှာပဲသလယနာဝိကသံယုတ်ပါဠိတော်မှာအပရိဇာနနာသုတ်တံဆိုပြီးတော့သုတ်တံတစ်ခုတက်ရှိတာနော်သုတ်တံနေမှာဘုရားရှင်ကဘယ်လိုဟောထားလဲသဗ္ဗံဘိကွေအနမိသနာအပရိဇာနာအပိရဇယအမဇာအဘောဒုက္ခေပြာယဒီသံယတို့အလုံးစုံသောခန္ဓာ၅ပါးယုံဉာဏ်ဉာဏ်တွေကိုဉာဏ်ပညာကိရိယာပညာမဟာနာပညာခေါ်တဲ့ပရိညာဉာဏ်ပညာသုံးချက်ဖြင့်ပိုင်ပိုင်ခြားခြားတို့ပြင်မသိကြဘူးဆိုရင်ဘာသာကိုဆင်းရဲဒုက္ခတွေအုပ်ဆုံးရဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းကဘယ်လိုမှမထိတတ်ဘူးရတတ်တယ်ဒီဒီရတော်ကိုပဲဘုရားပြီးတော့အထေရကြီးနဲ့ဒီကံများကလည်းဘာသာကိုဆင်းရဲဒုက္ခရဲ့အုပ်ဆုံးရဖြစ်တဲ့နိဗ္ဗာန်ကိုလိုလဲတောင်းတပြီးတဲ့လောကောမှန်ခဲ့သောသောခန္ဓာ၅ပါးယုတ်ရဉာဏ်တွေကိုညာတပရိညာဉာဏပရိညာမဟာနာပရိညာခေါ်တဲ့ပရိညာဉာဏ်ပညာသုံးမျိုးဖြင့်ပဋိညာဉာဏ်ကိုပြရမယ်ဆိုပြီးဒီလိုနဲ့ပြည့်စုံထားကြတာညာတပရိညာဆိုတာကယုတ်နာကိုပိဋကပြီးတဲ့ဓမ္မရူပပရိစ္ဆေဒဉာဏ်နဲ့ထိုယုတ်နာတို့ရဲ့အကြောင်းတရားတွေကိုဟိုတိုင်းမှန်ကန်သိတဲ့သိသိတတ်တဲ့ပြည့်စုံတဲ့ဉာဏ်အဲ့ဒီဉာဏ်နှစ်ပါးကိုညာတပရိညာလို့ခေါ်ပါတယ်ယန္တပရိညာဆိုတာကတော့ထိုယုံနာကြောင့်သင်္ခါရတရားတို့ရဲ့ဖြစ်ပြီးပြတဲ့သဘောကိုဖြစ်ပြီးတော့အိဋ္ဌာလို့ဆိုရဲဖြစ်ခြင်းဖြစ်ခြင်းဉာဏ်ကြက်တဲ့အမြင်မဲ့မြင်ပါသိတဲ့ခံရတဲ့သဘောကိုဉာဏ်နဲ့မြင်အောင်ကြည့်ပြီးဒုက္ခလို့ဆိုရဲမပြည့်စုံတဲ့အတိကအခိုင်အမာသိတာအဖြစ်ဒီအတ္တမဟုတ်တဲ့သဘောတရားကိုဉာဏ်နဲ့မြင်အောင်ကြည့်ပြီးအတ္တလို့ဆိုရဲဒီလိုအိဋ္ဌာဒုက္ခခန္ဓာလက္ခဏာရဲ့သုတ်တန်ဖြစ်ပြီးရှုနေတဲ့ပြင်းမှုပြည့်မှုတစ်ခုလုံးကိုဉာဏ်နဲ့မြင်အောင်ကြည့်ပြီးမှလက္ခဏာရဲ့သုံးတန်ခြင်းပြီးဝိပဿနာရှုပြီးတဲ့သမထနာဉာဏ်နဲ့ဥရိယဉာဏ်ဤဉာဏ်နှစ်ပါးကိုတော့ဣရဏပညာလို့ခေါ်ပါတယ်။ဘုရားကဉာဏပညာဆိုတာကဝိပဿနာဉာဏ်ဖြင့်တို့တွင်သိတဲ့ယုတ်နိုင်ကြောင့်သင်္ခါရတရားတွေကိုတို့တွင်သိလို့သူ့ကိုဉာဏပညာခေါ်တယ်။ခုဒီဣရဏပညာကတော့ဒီယုတ်တရားဉာဏ်တရားတွေအကြောင်းတရားတွေကိုသင်္ခါရတရားတွေခေါ်ပါတယ်။တို့သင်္ခါရတရားတို့ရဲ့အနိစ္စအဖြစ်ရဒုက္ခအဖြစ်ရအနတ္တအဖြစ်ရကိုပမနေနဲ့သုလဆင်ခြင်ဆုံးဖြတ်တတ်တဲ့ဉာဏ်နဲ့ဖြစ်ခြင်းကြောင့်ဒီသမထဉာဏ်နဲ့ဥရိယဉာဏ်နှစ်ပါးကိုဣရဏပညာလို့ဒီလိုခေါ်ပါတယ်။ခေဘဒေကဉာဏ်နဲ့ဆက်ပြီးတော့ဝိပဿနာဉာဏ်အလုံးကဘုသင်္ခါရတရားတို့ရဲ့အဖြစ်ကိုလွတ်ပြီးတော့အပြည့်တဲ့ကိုဉာဏ်နဲ့မြင်အောင်ကြည့်ပြီးနိစ္စဒုက္ခအနတ္တလက္ခဏာရဲ့သုံးတန်တင်ပြီးတော့ဝိပဿနာကျူပန်သုံးတန်တဲ့ဉာဏ်နဲ့သိကြပါတယ်။အဲဒီအတ္တမဝိပဿနာဉာဏ်အလုံးကိုတော့ဒုဉာဏ်ကြီးဖြစ်ပေါ်နေတဲ့အချိန်ခါမှာဘယ်တဲ့ကိလေသာတွေကိုသင်္ခါအပြည့်ပဲဆော့သွားတဲ့အတွက်ဒီတဲ့ယုံနာကြောင့်သင်္ခါရတရားတို့ရဲ့အနိစ္စဒုက္ခအနတ္တအဖြစ်အရာတွေကိုလည်းဗမိကြံကြံသိတဲ့အတွက်ဝဟနာပညာလို့ခေါ်ပါတယ်။အဲဒီလိုဉာဏ်ပညာဒီနာပညာမဟာနာပညာခေါ်တဲ့ပရိညာဉာဏ်ပညာသုံးချက်ဖြင့်အလုံးစုံသောခန္ဓာ၅ပါးယုတ်တရားဉာဏ်တရားတွေကိုဉာဏ်ပညာဖြင့်ပိုင်ခြားခြားဟောတိုက်မှသောဒုက္ခမသိကြဘူးဆိုရင်သံဃာဝဆင်းဒုက္ခရဲ့အုပ်ဆုံးရာဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းမှာဘယ်လိုမှမထိုက်တန်ပါဘူးဆိုပြီးတော့ဒီလိုတရားကဟောထားပါတယ်။ဒီတော့မိမိတို့ကသံဃာဝဆင်းဒုက္ခရဲ့အုပ်ဆုံးရာဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းကြတဲ့ဘုရားရှင်ဟောကြားပြတာသုတ္တမထားတဲ့အတိုင်းအနန္တဘဒုက္ခသစ္စာတရားနဲ့ကအကြောင်းတရားတွေကိုအနိစ္စဒုက္ခအနတ္တလက္ခဏာရဲ့သုံးတန်တင်ပြီးတော့ဝိပဿနာရှုနိုင်တဲ့ညာတပညာဒီနဲ့ပညာမဟာနာပညာခေါ်တဲ့ပညာဉာဏ်ပညာသုံးချက်ကိုဖြင့်ပင်ခြားခြားပြီးတော့သိဖို့မလိုဘူး။မ
နော်အဲဒီလိုဖြစ်တဲ့ဘိုင်းမှာနံပါတ်၄ဖြစ်တဲ့သစ္စာကသမုဒယသစ္စာဖြစ်ပါတယ်နော်ဒုက္ခသစ္စာကိုသိနေတဲ့ဉာဏ်ဒီနာမတိဖြစ်တယ်လို့သမုဒယသစ္စာကိုသိနေတဲ့ဉာဏ်လည်းနာမတိဖြစ်တယ်ဘာလို့သမုဒယသစ္စာကိုဟောတယ်ဒီဘိုင်းကတော့သစ္စာဒီဘင်းပါဠိတော်ကိုလက်ရှိကသမုဒယသစ္စာကို၅မျိုးခွဲရချပြီးပတ်ထားပါတယ်နံပါတ်၄တရားကိုလည်းသမုဒယသစ္စာလို့ဉာဏ်ရှင်ကမှတ်ကြတယ်ဘာကြောင့်တရားကိုသမုဒယသစ္စာလို့ဟောရတယ်လို့မြင်တော့တဏှာအစောတအစိတ်ရှိနေတဲ့ပုဂ္ဂိုလ်တွေပြုစုပြောတော်မူတဲ့ကံဒီကဒါလျင်ဘဝတည်းခေါ်တဲ့အကျိုးတရားခန္ဓာ၅ပါးကိုဖြစ်စေနိုင်တဲ့သောအားရှိတဏှာအစောတအစိတ်ကခန်းချောက်သွားတဲ့သူတော်ကောင်းတို့ပြုစုပြောတော်မူတဲ့ကံဒီတဏှာအစောတအစိတ်ခေါ်တဲ့အပေါအဖော်ကိုမရရှိတဲ့အတွက်ဘဝတည်းဆိုတဲ့ခန္ဓာ၅ပါးအကျိုးတရားတွေကိုဖြစ်စေနိုင်တဲ့သောအားရှိဒီတော့ဘဝနဲ့ကိုယ်နဲ့ခန္ဓာ၅ပါးအကျိုးတရားကိုဖြစ်စေနိုင်တဲ့စွမ်းရည်နဲ့မှာတဏှာအစိုးတဲ့အစိတ်ရှိခြင်းကလူရင်းအချက်တစ်ခုပါဝင်နေပါတယ်။ဒါကြောင့်လည်းတဏှာကိုဘုရားရှင်ကဒုက္ခသစ္စာခေါ်တဲ့ခန္ဓာ၅ပါးတို့ရဲ့အကြောင်းရင်းဒုက္ခရသစ္စာအဖြစ်ဟောတာ။ဒီစီလေးတစ်ခုဆိုကြတယ်နော်။ရင့်ကျက်နေတဲ့ဒီစီတစ်ခုကိုမိချုပ်ပြတ်လိုက်တဲ့အခါမှာဒီစီအတွင်းမှာတည်ရှိနေတဲ့အကျိုးအစိုးတဲ့အစိတ်တွေကအလုံးခိုင်းဆောင်သွားပြီဆိုရင်ဒီဒီစီဒီအပင်တိလို့ခေါ်ဆိုအပ်တဲ့အညွတ်အညောင်းလေးကိုဖြစ်စေနေတဲ့ဆောင်းအားရှိတဲ့လားမရှိတော့ဟုတ်တော့ဒီသစ္စေကလည်းရင်းကြည်ရင်းကြည်နေမယ်အစိုးတဲ့အစိတ်တွေကလည်းသစ္စေရဲ့အတွင်းမှာမခန်းချောက်သေးဘူးဆိုရင်ရေမြေဘုဒ္ဓအစကြီးရဲ့အကြောင်းညီညွတ်တဲ့တရားတရားမှတက်တက်ဆင်ပြုတ်လိုက်လင်းအပင်ပေါက်မှာတယ်လို့လားဟုတ်လားအဲ့ဒီဘုရားအတိုင်းပဲဘုန်းကြီးတို့ဒီကံဒီကမင်္ဂလာတရားတွေကိုသုံးဖို့ခန္ဓာ၅ပါးယုတ်တရားနာတရားတွေကိုအတိအကျဖြစ်ပေါ်စေတဲ့အပိုင်းမှာဒီတဏှာအစိုးတဲ့အစိတ်လက်ဆိုတဲ့အပေါအဖော်ကိုရပါမှခန္ဓာကအကျိုးပေးနေတဲ့ဆိုတာရှိ။ဒါကြောင့်လည်းဘုရားရှင်ကဒုတိယသစ္စာတဏှာကိုဒုတိယသစ္စာဆိုပြီးတော့ဒီလိုဟောတာဟုတ်ပါတဏှာလေးတဏှာတခုတည်းဖြစ်နေတဲ့ဆိုတာမရှိဘူး။တဏှာလေးကလည်းဒီလိုသံဃာဝတိဒုက္ခကိုပါစပတ်တဲ့ဥပါဒနဲ့ခန္ဓာ၅ပါးအကျိုးတရားခေါ်တဲ့ဘဝတည်းကိုဖြစ်စေနိုင်ပြီမဟုတ်ဘူး။ညာနေတဲ့ကိလေသာတွေကလည်းဖြစ်စေနေတဲ့ဆွမ်းအားရှိဖြစ်တယ်။ဒါကြောင့်ကိလေသာ7ပါးကိုလည်းတဏှာရဲ့ဘာသာကိလေသာ7ပါးကိုလည်းဒုတိယသစ္စာဆိုပြီးဒုတိယအကြည့်ထပ်ဟောပါတယ်။သို့တော့ဒီကိလေသာတို့ကိလေသာ7ပါးကြီးတက်တဲ့ဣဒ္ဓဖြစ်နေတဲ့ဆွမ်းအားမရှိဘူး။စိတ်တို့မြည်ဒီမှာစိတ်နဲ့ကျင့်ပြီးမဖြစ်နိုင်တယ်လို့စိတ်တို့မြည်ဒီမှာလည်းစိတ်နဲ့ကျင့်ပြီးမဖြစ်နိုင်ဘူးရှင်ဘက်တောင်းရများခေါ်တဲ့စိတ်ဝိသိကိရေကျုပ်ပဲဖြစ်ကြမှာဒါကြောင့်မြတ်စွာဘုရားကတတိယယတိအဖြစ်အကုသိုလ်တရားအလုံးကိုလည်းတဏှာတိဒါစေဝနိတေကအကုသိုလ်တရားအလုံးကိုလည်းဒုတိယသစ္စာဆိုပြီးတော့ခေါ်လိုက်တဲ့အခါကျတော့အကုသိုလ်တရားတွေကဒါဒီဘဝတည်းကိုဖြစ်စေတယ်ကုသိုလ်တရားတွေကဘဝတည်းကိုမဖြစ်စေတော့ဘူးလားလို့ပြောတော့ပြီးအဲကြောင့်ဉာဏ်ရှင်ကသရုပ်ထအခြင်းတဏှာကိလေသာ7ပါးနဲ့တကွအကုသိုလ်တရားအလုံးနဲ့တကွအလောဘအဒေါသအမောဟခေါ်တဲ့ကုသမူလတရား၃ပါးကိုလည်းသံဃာဝုကိုလည်းမတည်တတ်တဲ့ကုသမူလတရား၃ပါးကိုလည်းဒုတိယသစ္စာကိုဒီလိုဟောတယ်ဟုတ်လို့ကုသမူလတရား၃ပါးကသူတို့ဒီတက်တဲ့ဖြစ်လာဆိုတော့ဘုရားရှင်မဲ့စိတ်ကလေးတွေနဲ့ကအရင်ပြောပြီးဖြစ်ဒါကြောင့်ဒီလိုဟောနေတဲ့ဒီတွေဘာဝတေတနိသမုဒိယသစ္စာကိုအကျိုးဉာဏ်နဲ့ဒီမှာခေါ်လို့ရတဲ့ဤသုံးဖို့ဗဒာနနိအေရှားရံခေါင်းဆောင်တွေကိုရွေးကောက်ပြီးခေါ်လို့ရတဲ့ဤတွေဖြစ်တဲ့အတွက်အပြည့်အစုံဝိုင်းနေလို့မြတ်စွာဘုရားကသစ္စာမအိုက်သိကုသိုလ်ကအကုသိုလ်ကမှန်တရားဒီသမုဒိယသစ္စာဖြစ်ပါတယ်ဆိုပြီးတော့ဒီလိုဟောတယ်ဒီတော့တဏှာအစွန်းတဲ့အစိတ်တိုင်းအထောက်ပံ့ကိုရရှိနေတဲ့ကုသိုလ်ကအကုသိုလ်ကမှန်တရားဒီသစ္စာကိလေသာနိယပါသစ္စာနဲ့ဘုရားသစ္စာသို့တော့ဒီကုသိုလ်ကအကုသိုလ်ကဆိုတဲ့သမုဒိယသစ္စာကိုအတိုင်းမှန်စွာသိတော်ဖြစ်နေအပိုက်မှာကျင့်စဉ်နဲ့တကယ်လက်တွေ့ကျင့်တဲ့တွေနဲ့ပတ်သက်လို့ဘယ်ဘုံဘယ်မှာဗဏိနာအဖြစ်ပြီးတော့ကြည့်ရမယ်ဆိုတဲ့ဒီအပိုင်းကိုနားလည်တော့ဘုရားရှင်ကဘုရားကအင်္ဂုတ္တပါဠိတော်ဣဂနိဗ္ဗဣဋ္ဌာယရဏသုတ်တံမှာငကမေသဘိက္ခေဒုက္ခသမုဒယအရိယသစ္စာဒုက္ခသမုဒယအရိယသစ္စာဒုက္ခဖြစ်ကြောင်းသမုဒယအရိယသစ္စာတရားဆိုတော့ဘာလဲလို့ဒီလိုလေးပေါ်ထုတ်ပြီးတော့ပြန်ပြီးဖြေတာနော်
ဝိဇ္ဇာသစ္စာဒီကာရဒီကာရသစ္စာဝိညာဏသတ္တိဖြင့်ကြောင်းကျိုးဆက်နွယ်နေတဲ့ဝိဇ္ဇာသမုပ္ပါဒ်ဘောတရားဒီကိုလည်းသမုဒိယသစ္စာဆိုပြီးတော့မြတ်စွာဘုရားကဒီလိုခေါ်ချက်ထားတာဒီတော့ဝိဇ္ဇာကြောင့်ဒီကာရဒီဘောဒီကာရကြောင့်ဝိညာဉ်ဖြစ်ပေါ်ဝိညာဉ်ကြောင့်နာယုတ်ဖြစ်ပေါ်တတ်တယ်ကြောင်းကျိုးဆက်နွယ်မှုဝိဇ္ဇာသမုပ္ပါဒ်ဘောတရားဒီသမုဒိယသစ္စာဉာဏ်ဖြစ်တယ်သမုဒိယသစ္စာကိုဖြစ်ပေါ်သိနေတဲ့ဉာဏ်ဒီသမ္မာဒိဋ္ဌိဉာဏ်ဖြစ်ပါတယ်အဲဒီတော့ဒီသမုဒိယသစ္စာကိုဘုရားမှန်စွာမသိခဲ့ရင်ဘာနိဗ္ဗာန်ရမှာမရဘူးလားဒီလိုတော့မေးချင်ရှိဒီသမုဒိယသစ္စာဟာဘယ်ဒုက္ခဖြစ်ခဲ့တဲ့သမုဒိယသစ္စာလဲလို့လည်းမေးချင်ရှိတယ်အဲဒီတော့ဒီမိတ်ကန္တတကုကဒီကိဒီမဏိဒီကိုကိုကြီးနည်းနည်းလေးတော့ပြောပြမယ်နော်ဘုရားကအတားလေးသမုဒိယသစ္စာဖြစ်တဲ့ဒါကပြောပြတယ်အတားလေးသမုဒိယသစ္စာဖြစ်တဲ့ဆိုတော့ဝေဒနာကိုပြောင်းလိုက်ဖို့ဒီပုရိယသစ္စာငါးကြီးဒီကံကြီးမှာသာမီးဖြစ်ဖြစ်ဆိုကြပါတော့နော်ရှိတယ်တော့ပါအဲ့ဒီသာမီးပေါ်မှာဝေဒနာတက်မဲ့နေတဲ့သစ္စာကြီးသစ္စာဒေနာနိယပသစ္စာလေပုရိယသစ္စာအဲ့ဒီပုရိယသစ္စာကငါးကြီးဒီဝိကြီးရဲ့သတ္တမခန္ဓာ၅ပါးတို့ရဲ့တရားတွေသင်္ချာဖြစ်နေပါလားလို့မင်းဘယ်လိုဖြစ်လဲဘယ်လိုဖြစ်တာဖြစ်တယ်ဆိုရင်ဒီစကားကြီးနော်ဒီကကြီးဒီသန္တာမှာဒီသိနေတဲ့ခန္ဓာ၅ပါးရုပ်ပြန်တဲ့နေရာကဟိုအမိပိုင်တဲ့ကလကြီးဒီဤသာအချိန်တည်းကစပြီးဖြစ်တယ်။သာမဏေကဘုမအသက်ရွယ်ကြီးလာမှကဒီတော့သမုဒိယသစ္စာကြောင့်ဒီသမုဒိယသစ္စာကြောင့်မိမိရဲ့သန္တာမှာခန္ဓာ၅ပါးရုပ်ပြန်တဲ့တရားဖြစ်ပါတယ်ဆိုရင်ခန္ဓာ၅ပါးရုပ်ပြန်တဲ့တရားကိုဒုက္ခသစ္စာကအရင်ဖြစ်တယ်သမုဒိယသစ္စာကနောက်မှဖြစ်တယ်ဆိုတဲ့အိပ်ကိုဖြစ်တယ်။နည်းနည်းစဉ်းစားနော်ဘုန်းကြီးတက်ပြီးတော့မေးတယ်ဒုက္ခသစ္စာကအကျိုးတရားသမုဒိယသစ္စာကအကြောင်းတရားအကြောင်းတရားသင်္ချာဖြစ်လို့အကျိုးတရားသင်္ချာဖြစ်ရပါတယ်ဆိုရင်အကြောင်းကအရင်ဖြစ်မလားအကျိုးကအရင်ဖြစ်ဒါကသဘောဝမေးအကြောင်းကအရင်ဖြစ်အကြောင်းကအရင်ဖြစ်ရမယ်ဆိုတာကိုလက်ခံနေခဲ့ခုနကဒီဂိဒီကိုအတန်40ရှိတယ်ပဲထားခဲ့နော်သာမဏေကအတန်40ကျမှမိမိကရရှိတော့အတန်40ကျမှသာမဏေဘောမှာတွေ့တဲ့အခါကဖြစ်ပေါ်လာအဲ့ဒီတဏှာကဘုရားရဲ့သန္တာမှာခန္ဓာ၅ပါးရောပြတဲ့နေရာကသင်္ချာဖြစ်နေပါတယ်ဆိုရင်သာမဏေမရခင်တော့ဖြစ်ပေါ်နေတဲ့ခန္ဓာ၅ပါးကဘုကြောင့်ဖြစ်တယ်လို့ပြောပြလို့ရှိတယ်ဘယ်နဲ့လဲနော်စဉ်းစားဖို့ပိုင်တယ်ဆိုလိုတာကအဲ့ဒီသမုဒိယကသင်္ချာဖြစ်ခြင်းကြောင့်အကျိုးတရားကသင်္ချာဖြစ်ရပါတယ်ဆိုရင်အကြောင်းကအရင်ဖြစ်မယ်အပိုင်းဖြစ်တယ်အကြောင်းကအရင်ဖြစ်မယ်ဆိုရင်ဒီကိစ္စနည်းနည်းပြန်ဆက်လိုက်နော်ဘုရားအမိဝနဲ့မပရိသတ်တွေပြည်ရပြီကလည်းဒီခက်ရုပ်တရားနဲ့ဆက်ဖြစ်ဘုရားဇာမေနဲ့ရပြောရင်ပေါ့နော်ရုပ်ဘက်မှာကာယတဏ္ဍကကလဘာဝတဏ္ဍကကလအရိယတဏ္ဍကကလခေါ်တဲ့ရုပ်ကလအမျိုးသားကသုံးမျိုးသား30စဖြစ်ပြီနာတရားဝေဘာတိပိဏနေဒီနေ့လို့ဘောဓနာဝေဒနာနဲ့ရှင်တို့ပိဏနေဒီနေတဲ့တော်ဖြစ်နေတယ်ဆိုရင်ဒီတော်လည်းဖြစ်မယ်ဆိုလို့ရှိရင်စိတ်တွေ30လို့ရှိပါတယ်။တို့30လို့ရမှာပါနေတဲ့ဝေဒနာကဝေဒနာခန္ဓာပညာကဒီနေ့ခန္ဓာပြန်စိတ်တွေ30လုံးကသံဃာရဲ့ခန္ဓာအတိစိတ်ကဝိညာဉ်နဲ့ခန္ဓာဆိုရင်ခန္ဓာကအသေးပါ။ယုတ်ခန္ဓာတစ်ပါးခန္ဓာလေးပါးပေါင်းလိုက်တော့ခန္ဓာဘယ်နှပါးလဲ5ပါး။ဒုက္ခနဲ့5ပါးဒီသစ္စာတွေသံဃာနိယပါသစ္စာနဲ့ဒုက္ခသစ္စာဒုက္ခသစ္စာနဲ့သမုဒိယသစ္စာကြောင့်ဖြစ်ပါတယ်ဆိုရင်ဒုသမုဒိယသစ္စာကဒီဘက်ပေါ်ရှိမလားဟိုဘက်ပေါ်မရှိဘူးဟိုဘက်ပေါ်မရှိတကယ်အတိတ်ကပြုလုပ်ခဲ့တဲ့သမုဒိယသစ္စာကြောင့်ဒီဘဝမှာဒုက္ခသစ္စာဖြစ်တာကိုလက်မခံနိုင်ဘူးဆိုရင်ဒီဘဝမှာမထပ်ပြီးကောင်းမှုတွေပြုနေဖို့တော်ပြီလားဘာဖြစ်လို့လဲဒီဘဝသုတ္တဖြစ်တော့တဲ့သမုဒိယသစ္စာကလည်းနာဂတ်မှာဖြစ်တယ်လို့ဘယ်သူမှမပြောနိုင်တော့ဘာဖြစ်လို့အတိတ်ကပြုလုပ်ခဲ့တဲ့သမုဒိယသစ္စာကြောင့်ဒီဘဝမှာဒုက္ခသစ္စာဖြစ်တာကိုလက်မခံနိုင်ဘူးဆိုရင်ဒီဘဝမှာလည်းတက်ပြီးသမုဒိယသစ္စာတွေထူထောင်နေတဲ့အကြောင်းမရှိတော့တနည်းပြောရင်တော့ဘုရားအလုံးစုံနဲ့ဘောရမီစေဝါဖြစ်နေခဲ့ကြတယ်ဒါသမုဒိယသစ္စာတွေအတော်ကြီးတာပဲအတိတ်ကထူထောင်ခဲ့တဲ့ဒီသမုဒိယသစ္စာခေါ်တဲ့တရားတွေကဒီဘဝမှာခန္ဓာ၅ပါးရုပ်ပြနာတရားကိုမဖြစ်စေဘူးဆိုရင်ဘာမီဖြစ်နေဖို့တော်ပြီလားဘယ်လိုလဲဘာမီဖြစ်တယ်ဆိုတာလည်းသိတယ်ပြောမှာ
ရှိတော့နော်ဒါကြောင့်နည်းနည်းတော့ဆွေးနွေးကြဒါဘုန်းကြီးစဉ်းစားကြည့်တာအကြောင်းရှိပါတယ်တတိတိတိမရှိတော့လို့လို့အနာတကမဖြစ်မှမဖြစ်သေးတာကိုဘယ်လိုရှုမလဲဆိုပြီးဒါလေးတော့တရားဟောဒီမှာပဲချက်နေလို့ဒါကနည်းနည်းစဉ်းစားဖို့ဘုန်းကြီးသင်ပြတယ်နော်ဒီတော့ဆိုလိုတဲ့အဓိပ္ပာယ်ကသာဘေမာကအတိတိဟေတောပိသဣဒံဘုလားပိစကဣဒံဟေတောပိသအန္တိဘုလားပိစကဆိုပြီးတော့ဟောပရိသမီဓမ္မိကပါဠိတော်ကြီးကိုဘုရားပြီးသမဟဝိရောဓိတက္ကရာဝိရောဓိနဲ့တက္ကရာတို့ကဒီခါခါလေးဒီကောင်းခတ်ကြပါတယ်ဒီစင်းတို့တော့ကိစ္စကလည်းမိမိရဲ့ပြိပါဒနဲ့ကအမိရတဲ့ဒီလိုတန်းတဲ့မှာဒီခါခါလေးကိုပဲတစ်စိတ်ချက်ပို့ပြီးတော့ခေါ်ပြထားပါနော်ဆိုလိုတာကအတိတ်ကပြည့်စုံပြည့်တော်ခဲ့တဲ့ဝိသနာဥပါဒသင်္ခါရကံဆိုတဲ့အကြောင်းတရား၅ပါးတော့ဒီဘောမှာဝိညာဉ်နဲ့ရောက်လာတဲ့ဘာသာဝိညာဉ်ဟောတဲ့ခန္ဓာ၅ပါးဒုက္ခသစ္စာများကနာဖြစ်တယ်ဒီဘောမှာပြည့်စုံပြည့်တော်လိုက်တဲ့ဝိသနာဥပါဒသင်္ခါရကံဆိုတဲ့ဒုက္ခသစ္စာများကြီးတော့အကြောင်းတရား၅ပါးတော့နော်နောက်တကမှာဝိညာဉ်နဲ့ရောက်လာတဲ့ဘာသာဝိညာဉ်ခေါ်တဲ့အကျိုးခန္ဓာ၅ပါးဒုက္ခသစ္စာများဖြစ်တယ်အဲဒီလိုသိနေတဲ့အသိဉာဏ်မျိုးကိုရောက်ကျစက်နေဖို့ပြည့်စုံဖို့ဘာဟောတဲ့ဒီဉာဏ်လို့ခေါ်ပါတယ်ဒီလိုတော့သမုဒိယသစ္စာကိုသိနေတဲ့ဉာဏ်ဖြစ်ပါတယ်အဲဒီဉာဏ်မျိုးမရရှိခဲ့ဘူးဆိုရင်သန္တရာဝတိရဲ့ဒုက္ခမှာကုံဆုံးရဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာလို့ဒါတော့သိရရှိအဲဒီမိကိုလည်းပြောတယ်နော်ဒီချိန်မှာရှင်အနန္တကိုရောမြတ်ကဘုရားရှင်အတူတကွတောတကူအတူပါခေတ္တဒီအခါနေတာရှင်းတော်မူပါတယ်နေတာရှင်ရဲ့ဆရာကဒီအခါမှာအရိယာတော်ကောင်းတို့ကမိမိတို့ဆရာဘရသမဘအစရှိတဲ့သမဘတ်ကိုဝင်စားပြီးဒီအိမ်တော်မူခြင်းသမထဝိပဿနာဘာဝနာတွေကိုပေါ်မြတ်အပ်တော်မူခြင်းကိုနေတာရှင်တော်မူတယ်လို့ခေါ်ပါတယ်တို့ဒီမှာရှင်ရဲ့ကိုရောမြတ်ကသောတပတိပလတ်သမဘတ်ကိုထိုတော်အတွေ့မှာဝင်စားတော်မူပါတယ်သောတပတိပလတ်သမဘတ်ကတတ်ပြီးတဲ့အချိန်ခါမှာအရှင်အနန္ဒကိုရောမြတ်ကဘာလို့လဲဝိဇ္ဇာပိစ္ဆေသင်္ခါရစတဲ့ဝိဇ္ဇာကြောင့်သင်္ခါရဖြစ်ခြင်းသင်္ခါရကြောင့်ဝိညာဉ်ဘုံအတ္တရှိတဲ့ရောင်ကျော်ဆက်တဲ့ဘုဒ္ဓဘုရားဘောတရားတွေကိုအတုလောဘအပ်ဆိုတဲ့ဆင်းရဲတော်ဟုတ်တယ်။ပြောင်းပြန်လာပြီးတော့ဟောအဆုံးကနေပြီးတော့ဇာမရဏတိဘာကြောင့်ဖြစ်တဲ့ဇာတိကြောင့်ဖြစ်တဲ့ဇာတိဒီဘာကြောင့်ဖြစ်တဲ့ဘဝကြောင့်ဖြစ်တဲ့ဇာတိပြောင်းပြန်လာပြီးတော့ဆင်းရဲတော်ဟုတ်တယ်။လေကောင်ကနေပေါက်ပြီးတော့အတ္တဝိဇ္ဇာလေကောင်ကနေပေါက်ပြီးတော့အဆုံးဇာမရဏရဲ့ဆင်းရဲတော်ဟုတ်တယ်အဲဒီလိုဒီနေ့ပြောပြီးဆုံးတဲ့အချိန်ခါမှာအကျဉ်းနဲ့ဘုရားရဲ့သတ္တဗံတောက်ကျဆက်တဲ့ဘုရားဘုရားဘောညတိကအလုံးကြီးပေါ်နေကြနေပါတယ်ဒီလိုပေါ်နေတဲ့နေတာကိုမြေခွန်းတစ်ခုပြုလုပ်ပြီးတော့ညနေကအခါမှာဘုရားရှင်ကသူကဖြစ်ခဲ့တယ်သင်္ကပြီးတော့သူကဘယ်လိုတရားကြလဲမြတ်စွာဘုရားတောက်ကျဆက်တဲ့ဘုရားဘောညတိနေနေတဲ့ကတဲ့နဲ့ဆိုတော်လေတပည့်တော်ရဲ့ဉာဏ်ထဲမှာတော့အလုံးပေါ်နေပါတယ်ဆိုပြီးတော့ဒီလိုပြောက်ထားအဲ့ဒီလိုပြောတဲ့အချိန်ကမှမြတ်စွာဘုရားကပါမင်းကြီးလေမာဟေဝအနန္တမာဟေဝအနန္တစိတ္တအနန္တသိပြီးလို့မပြောစိတ္တအနန္တသိပြီးလို့မပြောပါနဲ့ဘာကြောင့်လဲဣဒသသနန္တပရိစ္ဆေသမုပ္ပါဒတအနန္တဘောဓဣဒသသနန္တဓမ္မတအနန္တဘောဓအပိဝိဒာဧဝမေယဗဇ္ဇတန္တကုလကသန္တကုလကဏိကပတ္တမုဒ္ဒပပဇ္ဇဘုရားအဘာယတောဝိတေဝိနိဗ္ဗာန်နန္ဒရန္တာတိဝတ္တိသဒ္ဒအနန္တဒီကြောင့်ဆက်တဲ့ဘုရားဘုရားဘောဓရာဒီကိုညာတပရိညာလို့ခေါ်ဆိုအပ်တဲ့အနုဘောဓညာဒီရဏပရိညာမဟာတပရိညာလို့ခေါ်ဆိုအပ်တဲ့ဝိနိဝိဒညာဒီလိုဉာဏ်ဖြင့်ဘုဒ္ဓမှန်စွာတွေ့ပေါ်မသိခြင်းကြောင့်ဒီတတ္တဝါအပေါ်မှာဒီသံဃာဝစီရဲ့ဒုက္ခရဲ့မှာမလွတ်မြောက်နိုင်ပဲရှိဥပမာလေးနဲ့တရားရှိကပတ်တာတယ်။တန်ကြကုလကသာတာရေကမ်းကြီးတို့ရဲ့ခြေကြီးခြေတွေတစ်ခုကိုပြတ်အသက်ကြီးတဲ့နဝါရီကပြိတ်လိုက်တဲ့အခါအမြဲပြန်ရှာမရအောင်ရှုပ်ထွေးပွေလီပြီးသွားတယ်လို့ဒီသံဃာဝစီရဲ့ဒုက္ခရဲ့မှာအမြဲပြန်ရှာလို့မရအောင်ပွေလီရှုပ်ထွေးပွေလီပြီးနေကြတယ်။ဘုရားဂဏိကသာတာအကကြီးကြီးဘုရားဘာနဲ့ဘုရားမြမမီမှာတော့ပေါ်လာတယ်။နမေလိုလိုတရားပြည့်တဲ့တရားမှာစောကောင်းကောင်းကလေးတွေကသူအစိုက်ကလေးတွေပြုလုပ်တာ။အဲဒီအစိုက်ကလေးတွေမှာလိုက်ပြီးဒီကကြံကြည့်လိုက်တဲ့အရင်ပြန်ရှာမရအောင်ကျုပ်တို့ပွင့်ပြီးကြတယ်။
အဲဒီဘုရားသခင်ကသာသနာ့မှာတုတ်ပေးပေါ်ရင်းကြီးကြရတယ်မုံဇပပ္ပဇဘုရားဖြူစံမြက်ပြည့်ပြည့်ပြုလုပ်ထားတဲ့ခြေတုပ်ကျုံးဆိုတာရှိပါတယ်ဘုန်းကြီးတို့ဒီပြည့်ဒီကတော့အထူးအဖြင့်ဘုန်းကြီးတို့အောက်ပေါ်မှာပြီးတော့လေစံကြောင်းကြီးပေါ်တဲ့ဒေသတွေမှာအရှိကြီးပေါ့ဆယ်လစငါလအတိအကျမြစ်တွေကရှိဒီမြစ်တွေကိုနှုတ်ပြီးတော့ဒေဒီချာချာပြစ်ပြီးတော့ခြေတုပ်ကျိုးဝေပြီးပြုလုပ်ကြပါတယ်အဲဒီလိုကျိုးဝေပြီးပြုလုပ်ပြီးခြေတုပ်လိုက်တဲ့အခါမှာလောကများလာခြေတုပ်ကျိုးပြီးတော့ပြည့်စည်ပြီးတက်တော့ပုံနဲ့တက်တော့ဘုရားကဘယ်ကအရင်ဘယ်ကအကျမ်းနဲ့လိုက်ပြီးရှားမယ်ဆိုရင်ရှားလို့မရနိုင်တော့ချုပ်ပြုတ်ပူပြီးပြီအဲဒီဘုရားအတိုင်းပဲတတ်တော်နေတာဒီကြောင့်လို့ဆက်လို့ပြိဿဘုရားမောတရားတွေကိုလူဘောဓညာပရိဝိဒညာခေါ်တဲ့ဉာဏပရိညာဉာဏပရိညာပဟာရပရိညာခေါ်တဲ့ပရိညာဉာဏ်ပညာတို့တဲ့တို့ဖြင့်ဘိုင်းဘိုင်းကြံကြံတို့တွင်မတိပြည့်ကြောင့်ဒီပါရဝေဒုက္ခဒီမှာကျော်လို့မလို့ပြောက်တယ်ရှိကြပါလေအဘယ်နာရီမှလည်းကျော်လို့လုံးဝနိုင်တဲ့သဘောမရှိဘူးအဘယ်နာရဘတ်ဝိနိတဲ့နာရဝေဒုက္ခမှလည်းကျော်လို့လုံးဝနိုင်မှုမရှိဘူးဆိုပြီးတော့ဒီလိုမြတ်စွာဘုရားကဟောတယ်ဒီဟောတဲ့ဒေနာရာကြီးကိုဘုရားပြီးတော့နမောဟဥဒ္ဒရိယေသက္ကရာနဲ့ဥဒ္ဒရိနဲ့သက္ကရာတို့ကလည်းဘဝစေတမဗရာလိကဝအတ္တိဝိသကအနိဝအိစ္ဆနိမထနံနန္ဒရဘယမတိတောတာဘောတိတုပိနံတိပြတ်တိဆိုပြီးဒီလိုပြောတာဒီကြောင့်လည်းပြိဿဘုရားတော်တရားကိုသမာဓိကြီးဟူသောကြောက်ဖြာတဲ့မှာညံ့ညံ့တဲ့အောင်ဝိဇ္ဇတဲ့ဉာဏ်ကြီးဟူသောတန်လျက်ဖြစ်မပေါ်ဝိနိုင်ပဲသန္တရာဝတိဒုက္ခမှာကျော်လွန်လွန်မြောက်သွားတဲ့ပုဂ္ဂိုလ်ဆိုတာအိမ်မက်ထိတ်တော်မှာတယောက်မှမရှိသေးပါဘူးဆိုပြီးဒီလိုပြောဆိုတာဒီသန္တရာဝတိဒုက္ခမှာညင်ပန်းနှိမ့်ဆက်နေတဲ့ပုံစံကိုလည်းအာသနိဝိသက်ကပြီးတော့မိုးညိုးစံဝန်းကထိလိုက်တဲ့ဓမ္မကိုညင်ပန်းနှိမ့်ဆက်သလိုဒီတကြံကြတဲ့လူကိုပြိဿတို့ကသံဃာသိရကိုလက်ဖောက်ပြုလုပ်နေတဲ့တရားအစုအဘုံကတတ်တော်တွေကိုညင်ပန်းနှိမ့်ဆက်တယ်အဲ့လိုညင်ပန်းနှိမ့်ဆက်နေတဲ့ဒီပြိဿတို့ကစိတ်ဟာကြီးကိုဉာဏ်ဒီဟုသောတန်လျက်နဲ့မကောင်းပဲနိုင်ပဲသန္တရာဝတိဒုက္ခမှာကျော်လွန်လွန်တော့သွားတဲ့ပုဂ္ဂိုလ်ဆိုတာအိမ်မက်တဲ့တောင်မှရောက်နေမရှိသေးပါဘူးဒီလိုဖွင့်ဆိုတာဘုရားသစ္စာကိုမသိခဲ့ရင်သန္တရာဝတိဒုက္ခမှာပုံညာဖြစ်တဲ့အိဗံကိုမျက်မှောက်ဖြစ်တယ်လားနော်ဒါဟာအခြေခံလူကြီးတွေရတတ်တော့မယ်ဆိုရင်သိခံသေးတဲ့အချက်ကလေးတွေတရားတော်တတ်တော့မှာရဲ့ဘုရားကိုမောင်းပုံစောင့်မတတ်တဲ့ဘုရားမျိုးဖြစ်သွားတယ်ဆိုရင်မိမိတို့ကသန္တရာနဲ့တွေ့ရတာအကျိုးရှိတယ်ဆိုဖြစ်တယ်ပါမှာမရှိဘူးနော်လက်တန်းလေးနဲ့ဒီကိုလုံရင်းဖြစ်တဲ့မိမိရဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုမဲ့ကျင့်စဉ်တွေကိုကျင့်တဲ့အပိုင်းမှာလည်းမှန်မှန်ကန်ကန်တိတိကျကျမကျင့်နိုင်ဘူးဆိုရင်သံဃာနဲ့တွေ့ရတဲ့အတွက်ရတဲ့ပြောတွေကမိမိတို့ဆက်လို့မသွားနိုင်ဘူးလားဆက်လို့သွားတယ်နော်ဒါပြိခါကြအဲကောင်းပြီဒီဒုက္ခသစ္စာဆိုတဲ့ဥပါဒနဲ့ခန္ဓာ၅ပါးအတိတ်ကပိဿဘာတိတ္တညပညာဆိုတဲ့ဥပါဒစသည်ဖြင့်တစ်သက်ပြောတော့ခြင်းအပြင်ဒီရဲ့ဥပါဒနဲ့ခန္ဓာ၅ပါးရောကျိုးဆိုတဲ့ဘုရားဘုရားပရိစ္ဆေဘုရားမောတရားလို့ခေါ်ဆိုတတ်တဲ့ဘုရားသစ္စာတရားဒီဒုက္ခသစ္စာတရားဘုရားသစ္စာတရားနှစ်ပါးကဝိပဿနာဉာဏ်ရဲ့အရှုတာအာယုသင်္ခါရဉာဏ်များဖြစ်ကြပါတယ်သူတို့ကသင်္ခါရဉာဏ်လို့ဘာကြောင့်ဘယ်ရနိုင်လို့မင်းတို့သူတို့ကလည်းဆရာအကြောင်းကြားတွေကပြုနေမှာအနေနဲ့ဖြစ်ပေါ်လာရတဲ့အတွက်ကြောင့်သူတို့ကသင်္ခါရဉာဏ်လို့ခေါ်တယ်အဲ့ဒီသင်္ခါရဉာဏ်တွေဒီဝိပဿနာဉာဏ်ဖြစ်ကြည့်ချင်ရမယ်တရားဝိပဿနာဆိုတာဘာဝိပဿနာခေါ်တယ်ဆိုတော့နမေလိုဖြစ်တဲ့အတ္တလေးကြီးအခါကဒီစကလုံးရဲ့အဓိပ္ပာယ်ကိုသူကတတိယဉာဏ်ရှင်းပြထားပါနော်အနေစာတိမတေနဥပိတေတိအာဂရေတိဓမ္မေပတ္တိတိဥပဒနာအနေစာဒုက္ခအနတ္တစတဲ့အချင်းအရာအမျိုးမျိုးတို့ဖြစ်ဝိဆိုတဲ့ဒီလိုလုံးကိုဝိဝိကြသတာရအနေစာအချင်းရာဒုက္ခအချင်းရာအနတ္တအချင်းရာစတဲ့ဒီလိုအချင်းရာအမျိုးမျိုးတို့ဖြစ်ပြီးတော့ဖွင့်ဓမ္မေပတ္တိတိဝိပဿနာပဒနာလာဆိုတဲ့စကားလုံးကိုတော့ပတ္တိတိဆိုပြီးတော့ဖွင့်တယ်ပတ္တိဆိုတာကဘုန်းကြီးတို့ရှုတယ်မြင်တယ်သိတယ်ဆက်ပြီးဒီလိုအတိတ်ပဲအယုံယုံပြန်လာတယ်။ဘာဆိုလို့လဲလို့မြင်တော့မှန်ခေါ်တဲ့ဒုက္ခသစ္စာတရား
သမုဒ္ဒရာသစ္စာတရားဝိပဿနာဉာဏ်ရဲ့အကျုပ်တော်ခံပြီးတရားအဲ့ဒီတရားကြီးရဲ့ဖြစ်ရှိတဲ့သဘောကိုဉာဏ်နဲ့မြင်အောင်ကြည့်ပြီးအိစ္ဆရည်ကြည်ပြည့်စုံပြည့်အကျဉ်းခံရတဲ့သဘောကိုဉာဏ်နဲ့မြင်အောင်ကြည့်ပြီးတော့ဒုက္ခမပြည့်စုံမဲ့အခြေအနေကိုကံနေတာအပြင်ဒီနေ့အတ္တမို့တဲ့သဘောတရားကိုဉာဏ်နဲ့မြင်အောင်ကြည့်ပြီးအနတ္တဒီလိုအိစ္ဆဒုက္ခအနတ္တလက္ခဏာရဲ့သုံးတန်ပြင်းပြီးရှုနေတဲ့ဉာဏ်ကိုပတ်ခေါ်တယ်ဒီဘာနာတဲ့ကိုယ်ဒီပြီးကဒုက္ခသစ္စာခေါ်တဲ့ခန္ဓာ၅ပါးလည်းမပြီးသေးဘူးသမုဒယသစ္စာခေါ်တဲ့ကြောင့်ကျိုးစွန့်မှုလိစ္ဆာဘုဗ္ဗဘောညာတွေလည်းမပြီးသေးဘူးမတိရတဲ့ကိုယ်ကြီးချမ်းပြီးတော့ဘုရားကြောင့်အတွဲဝေပြီးတော့ခံနိုင်တယ်အဲဒီတည်းညဝိပါဒနာဖြစ်ပါမယ်စဉ်းစားတော့ဒါကကြီးဒါကလည်းပြည့်ကြမှာငါဘာလို့လောက်ရမလဲဆိုတာကိုနားလည်စားဖို့အတွက်ဒါဘုန်းကြီးကပြောနေတဲ့ပြပါဒုက္ခသစ္စာကိုသိတဲ့ဉာဏ်ဤသမ္မာဒိဋ္ဌိသမုဒယသစ္စာကိုသိတဲ့ဉာဏ်ဤသမ္မာဒိဋ္ဌိနိရောဓသစ္စာကိုသိတဲ့ဉာဏ်လည်းသမ္မာဒိဋ္ဌိဒီနိရောဓသစ္စာကဉာဏ်မျိုးရှိပါတယ်လောကီဝိပဿနာဉာဏ်ဖြင့်ထွန်းထွန်းပြီးတဲ့နိရောဓသစ္စာကတစ်ခုလောကုတ္တရာရိယမေညာဘုံညာဖြင့်ထွန်းထွန်းပြီးတဲ့နိရောဓသစ္စာကတစ်ခုအဲ့ဒီနိရောဓသစ္စာကဉာဏ်မျိုးရှိပြီလေအဲ့ဒီဉာဏ်မျိုးရဲ့မှာလောကီဝိပဿနာဉာဏ်ဖြင့်ထွန်းထွန်းပြီးတဲ့နိရောဓသစ္စာကဘာလဲလို့မြင်เสียရှိနော်ရသော်မြတ်ပဲဒီရောက်လို့သက်တယ်မှုပြိဿဘုရားဘောဉာဏ်ကြီးကိုဟောတဲ့ဘိုင်းမှာအနုလောမဤတိလောမဤကတဲ့မျိုးဟောပါအနုလောမဤဆိုတော့ဝိသသစ္စာသင်္ခါရသင်္ခါရသစ္စာဝိညာဏစသည်ဖြင့်ဝိသပြည့်ပြည့်ပြရသည်သင်္ခါရပြည့်ပြည့်ဝိညာဉ်ဖြင့်စသည်ဖြင့်ဒီလိုဟောသွားတဲ့မိစ္ဆလိကိုဒုသောမပြိဿမှုပကိရဏီလို့ခေါ်တယ်သမုဒယသစ္စာကြောင့်ဒုက္ခသစ္စာဖြစ်ပုံကိုတွေ့ပေါ်ပြီးအောင်ရှုတဲ့နည်းဖြစ်ပါတယ်။နောက်တစ်ခုကတော့ပရိလောမပိဿဘုဗ္ဗကိတ္တရာမနည်းဖြစ်တယ်။အဲဒီပရိလောမပိဿဘုဗ္ဗကိတ္တရာမနည်းကလည်းဒီခွဲမှပြ။ဒီနည်းကတော့ဘုရားဘုန်းကြီးပြောလို့ကျန်တဲ့ဘုရားမြတ်ရှုတဲ့ပုံတော်မှာသရမဏတိဘတ်တော်ပြတဲ့ဓာတိကြောင့်ပြတဲ့ဓာတိဒီဘတ်ကြောင့်ပြတဲ့ဘဝကြောင့်ပြတဲ့ဒီကြောင့်ပြတဲ့လမ်းရှုတာကိုလည်းပရိလောမလို့ခေါ်တယ်။နောက်ပရိလောမနည်းစနစ်တစ်ခုကတော့ဝိဇ္ဇာယဒေဝသတ္တေတောဝိဟာကနိရောဓသင်္ခါရနိရောဓသင်္ခါရနိရောဓဝိတ္တနိရောဓသတ်တိမြတ်စွာဘုရားဟောတာဝိဇ္ဇာရဲ့အကျဉ်းမဲ့ချုပ်ခြင်းကြောင့်သင်္ခါရအကျဉ်းမဲ့ချုပ်တဲ့သင်္ခါရအကျဉ်းမဲ့ချုပ်ခြင်းကြောင့်ဝိညာဉ်ချုပ်တဲ့သတ္တိတဲ့ဒီလိုချုပ်ခြင်းကိုယူတဲ့ဘိုင်းကိုလည်းပရိလောမပိဿဘုရားလို့ဒီလိုခေါ်ပါတယ်အဲ့ဒီဖြစ်စဉ်မှာချုပ်စဉ်ကဒီခုလုံးကိုမျိုးမြင်ဖို့ကကျူရမှာဖြစ်ဘာကြောင့်ကျူရလဲ